ညီမလေးတို့ဘဝမှာယုံကြည်ရတဲ့သူတယောက်ကိုပြောပါဆိုဘယ်သူဖြစ်မလဲဒါကိုပြီးတော့ကအရှိမလည်းအများကြီးရိုက်ပြီးပြီဒါပေမဲ့ညီမလေးတို့2ယောက်ရဲ့ခင်တာတွေယုံကြည်တာတွေကိုပြီးကမမေးဘူးသေးဘူး2ယောက်သားကဘယ်ကနေစပြီးခင်ကြကျောင်းတက်ခင်ကျူရှင်စတက်တော့ဖက်စီယာစတက်တော့24လောက်အိုးဘလို့ကနေစခင်ခဲ့ရတင်းတုပ်ရင်ကနေဘသူကဘလို့ပဲညာတင်းတုပ်ရင်ကနေစခင်သွားတာ2ယောက်ကအသက်ဘယ်လောက်กว่าဘာလို့ तू ကကိုယ့်ရဲ့ယုံကြည်ရတဲ့လူတယောက်ဖြစ်နေတာတခုခုဆိုရင် तू ဘေးနားမှာရှိသေးတယ်ကွာတိတာပြေရနည်းနည်းစိတ်ကြီးရတဲ့မှာပါကွာတခုဆိုစိတ်မြန်လက်မြန်ဖြစ်ပြီမဲ့ तू ကတီးခံမေးရကွာတိလားဘလို့နေရာမှာတော့အများဆုံးတီးခံပေးရဒီနေရာသွားမယ်ဆိုရင် तू စဉ်းစားအောင်တော့ဒါကဒီလိုရှိရဲဘယ်လိုရှိရဲ तू ကအဲ့လိုပြောတာကွာပြီးကြအေးဟုတ်သားပဲဒါကတော့ဒီလိုရှိရဲဆိုတော့အဲ့လိုမျိုးဖြစ်သွား तू ဘေးကထိန်းမေးရကွာအဲ့လိုမျိုးအတွင်းတည်အစင်းတည်ရဆိုအကုန်သိရပေါ့ကိုယ့်ရဲ့ dark side တွေကစားတည်ရကုန်တည်ရကိုကသူ့ကိုမကျေနပ်ခဲ့တဲ့ကိစ္စရှိလားရှိရမစိတ်ဆိုတာကို तू ကပြန်ပြီးစိတ်ဆိုးတခုဆိုရင်အညောင်နဲ့လေပို့မွေလည်းမပြောဘူးတခုမကျေနပ်ရင်ပို့မွေလည်းပြောလိုက်ပါမပြောတော့ငင်နဲ့လေအကုန်လုံးငင်သွားတာဒီလားအဲ့ဒါကိုပူရတာတပြင်းလွေနေဆိုလဲအဲ့လိုငင်နေတာကွာဒီကဘေးကဒေါသတွေထွက်ပြီးရှေ့ကနေနေဖြစ်အကုန်လုံးကောင်းကန်တယောက် fight ခဲ့ရသူ့အတွက် Oh my god အစစကြီးကိုပြီးနဲ့ရိုက်တော့အသေးကွဲတော့ကိုပြီးတို့ကစုံခဲ့တာဆိုတော့ဗောနော်အသေးကွဲတော့က2ယောက်သားဘယ်လိုချင်းချင်းအားပေးဖြစ်လဲतू ကပို့ပြီးတော့ဘေးမှာရှိသေးတာကွာငါဖုန်းဆက်ပြီးဆဲလိုက်ရမလားဆိုဟာမလုံးနဲ့ဟာ तू အဲ့လိုတာအဲ့လိုပဲအပြင်နေသွားကြတယ်ဖုန်းတွေသွားစားကြတယ်ငုံမိအောင်လို့ဆိုဖုန်းအားပြောဖြစ်တာဗော2ယောက်သားပြောဖြစ်တယ်အဲ့တုန်းကရမ်းအောင်ပြောဖြစ်တယ်ညာရင်ပြောတဲ့အခါမှာဘာအကြောင်းတွေအဓိကပြောဖြစ်လဲအခုနောက်ပိုင်းတင်းတုတ်တယ်ကြည်များရလို့တင်းတုတ်တယ်ရင်တော့အကြောင်းတွေပြန်ပြောတယ်2ယောက်သား Unite စင်ကတ်တွေပဲလားဟုတ်တယ်ဟုတ်လားအဲ့ဆိုရင်ကိုပြီးကလက်ဆောင်တစ်ခုပေးမယ် Unite ဖုန်းဖြည့်ကတ်လေးပေးမယ်ပေါ့နော် Unite ချင်းဖုန်းပြောတော့ဘေးလဲတော့မကုံတော့ဘူးတယောက်တစ်ကတ်ပေါ့နော်ကျေးဇူးပါနောက်ဆုံးအနေနဲ့ပေါ့နော်အမတို့လည်းပြောလို့ရတယ်တကယ်ချင်းတို့လည်းပြောလို့ရတဲ့သူကိုချစ်ချင်းမြတ်တာအနေနဲ့ဖတ်ပြီးတော့ပေါ့နော်ကျင်နာမှုလေးပြပေးပါအောင်ပေါ့နော်ကောင်းတယ်ရတယ်ဟမ်အပိုင်းတော့ရတယ်Unite ဖုန်းစင်ကတ်လေးနဲ့ပေါ့နော်ကို2ယောက်သားဖုန်းပြောပြီးတော့ယုံကြည်မှုတွေပုံမခိုင်မြဲပြီးတိစောက်နိုင်မယ်ဆိုကိုဘီကလည်းဆူတောင်းပေးလိုက်ပါတယ်ပြေးဆုနေပြပါမယ်ဆုနေပြပါဆက်သွယ်မော်